တက္ကသိုလ်ဝန်ထမ်းစာမေးပွဲမတိုင်မီအကျိုးညတွင်ကျောင်းသည်မိမိခန္ဓာကိုယ်တွင်းသို့တည်စေနိုင်သော bias 18မျိုးကိုယူသွစွာထိုးသွင်းခဲ့သည်အကြောင်းမှာစာမေးပွဲနေ့တွင်ကဘာတဝမ်းလုံး၌ bias ကာကွယ်ဆေးကပ်ပေးကြီးကြားရောက်လာတော့မည်ဖြစ်သောကြောင့်ဖြစ်သည်ယောဂဝေဒနာခံစားနေရသူများသည်မိမိတို့ခန္ဓာကိုယ်တွင်းရှိ bias များအပေါ်မူတည်၍လျှို့ဝှက်စွမ်းအားများနိုးထလာကြမည်ဖြစ်ပြီးထိုစွမ်းအားများကအင်ရှင်လောနင်းဟဲ့ကိုအစမတန်ပြင်းထန်သောစွမ်းဆောင်ရည်များကိုပေးစွမ်းနိုင်မည်ဖြစ်သည်နာဆေးချောင်းဆိုးဖြစ်ပွားသူများအရာခတ်သိမ်းကိုဝါမြုံနိုင်သောမိတောင်များကိုထိန်းချုပ်နိုင်သည့်စွမ်းအားနိုးထလာကြမည်မျက်စိနာယောဂခံစားရသူများအရာအလုံးကိုဖျက်တောက်နိုင်သောလေဆာရောင်ခြည်များကိုထုတ်လွှတ်နိုင်ကြမည်သို့သောအတိတ်ဘဝတုန်းကဆေးဝါးသုတေသနပညာရှင်ဖြစ်ခဲ့သောကျွန်ုပ်သည်ခန္ဓာကိုယ်နှင့်စိတ်သက်ကျန်းမာတန်ဆွမ်းနေခဲ့တော်လဲအောက်ခြေကျဆုံးအမိုက်ဘဝသို့ရောက်ရှိသွားခဲ့ရသည်ဟာခုအခါကဘာမပြတ်မီအကျိုးညသို့ပြန်လည်ရောက်ရှိလာချိန်တွင်ကျွန်ုပ်သည်ပထမဦးဆုံးအချိန်မှာပင် bias မျိုးစုံကိုခန္ဓာကိုယ်ထဲသို့ထိုးသွင်းခဲ့သည်နောက်ဆုံး bias တစ်မျိုးကိုထိုးသွင်းပြီးနောက်တာဝန်ခံဆရာဝန်မှာစွန့်မင်တက်သွားခဲ့သည်မစ္စတာလူအခုခင်များရဲ့ခန္ဓာကိုယ်ထဲကတည်စေနိုင်တဲ့ကင်ဆာဆဲတွေဟာ18မျိုးထိရှိနေပါပြီကျွန်တော်တကယ်ပဲစိတ်မကောင်းစွာနဲ့ပြောရမှာကတော့ခင်များမှာအချိန်များကြီးမကျန်တော့ပါဘူးသို့တော်လည်းနောက်ထပ်ရက်နှဲငယ်အတွင်းမှာပင်တစ်ကမ္ဘာလုံးအသွင်ပြောင်းလဲတော့မည်ဖြစ်ကြောင်းကိုကျုပ်တို့ဦးထဲသာသိရှိသည့်လူသားများသည်ကမ္ဘာပြက်ကပ်ဘေးအန္တရာယ်နှင့်ရင်ဆိုင်ရတော့မည်ဖြစ်သည့်အိမ်ပြန်ရောက်သောအခါကျုပ်တို့သည်ပြင်ပကမ္ဘာ၏အရာအလုံးကိုတည်ငြိမ်စွာစိုက်ကြည့်နေခဲ့သည်ယခုချိန်မှသာဤကဲ့သို့အေးချမ်းမှုကိုခံစားနိုင်တော့မည်ကိုသိနေသည်ဇူလိုင်လ10ရက်မနက်စောပိုင်းသို့ရောက်ရှိချိန်တွင်စမ်းကြဲသောသွေးရောင်လမင်းရဲဆာနှင့်ဟဲ့ဒီတစ်ကမ္ဘာလုံးကိုလွှမ်းမိုးသွားမည်ဖြစ်ပြီးထိုချိန်တွင်တက်ရှိအားလုံးအသွင်ပြောင်းလဲမစ်ရှိရှိဟဲ့သွားကြမည်ဖြစ်ကာလူသားများလည်းထို့အတူပင်ဘေးဒုက္ခများနှင့်ရင်ဆိုင်ရမည်ဖြစ်သည်ယနေ့ခေတ်တွင်ယောဂဝေဒနာများနှင့်ကင်ဆာယောဂများသည်အသက်အရွယ်ငယ်ရွယ်သူများကြားမှပင်အဖြစ်များနေပြီးလူတိုင်းနှိပါဖြစ်ပွားနေသောကြောင့်ပြည်သူ80 90ရာခိုင်နှုန်းကျော်သည်အနည်းနှင့်များဆိုသလိုစွမ်းအားများနိုးထလာကြလိမ့်မည်ဇူလိုင်လ10ရက်နေ့တွင်ကျွန်ုပ်သည်ဆူးရှသောအလင်းနှန်းများကြောင့်နိုးလာခဲ့ပြီးအဝတ်စားများဝတ်ဆင်ကာမန်ရှိနာရက်လိုက်သည့်ခန္ဓာကိုယ်မှာပိန်ချောင်ပြီးရုပ်ပြက်ဆင်းပြက်ဖြစ်နေတော်လဲမူလကပိုင်ဆိုင်ခဲ့သောခညာချောမောသည့်ရုပ်ရည်ကိုမူမြင်တွေ့နိုင်သေးသည်ယနေ့တွင်ခန္ဓာကိုယ်အခြေအနေမှာပုံမဆိုးရွားလာပြီးတစ်ကိုယ်လုံးတွင်ယောဂအတွင်ပြောင်းလဲမှု၏နာကျင်ဝေဒနာများခံစားနေရသည့်ခန္ဓာကိုယ်တွင်း၌တရေတစေများကြိုက်ခဲဆွဲပြဲနေတဲ့ကဲ့သို့အော်ဟစ်ညှိတွားနေရတော့လဲမင်းသည်ကျွန်ုပ်ကိုပုံမလှုပ်ရှုပ်စေခဲ့သည်နောက်ဆုံးနေ့တွင်ကျွန်ုပ်သည်အကောင်းဆုံးအခြေအနေဖြင့်ကဘာပြက်ကတ်ကိုကြိုဆိုရန်အတွက်ထပ်မံပြင်ဆင်မှုများလှုပ်ဆောင်ရဦးမည်ကျွန်ုပ်သည်အသစ်ဆက်မွေးထားသောဆေးရည်နှင့် bias များကိုခန္ဓာကိုယ်ထဲသို့ထိုးသွင်းလိုက်သည်ထိုထဲတွင်ကျွန်ုပ်ဝင်ရိုးဆုံးဒေတာအစုံဆုံးမှထုတ်ယူထားသောအမီမတိခြင်းနှင့်ဓာတ်သောအိုဇေဘူနှင့်တည်ဆုံမှုနှုန်းအလုံးမြန်ဆန်သော bias မျိုးစုံပါဝင်သည်ထိုးသွင်းပြီးနောက်ကျွန်ုပ်သည်အားအင်ကုန်ခန်းကကုတင်ပေါ်သို့လဲကျသွားခဲ့ပြီးမျက်နှာမှာပုံမဖြူဖြော့သွားခဲ့တော်လဲကျွန်ုပ်၏မျက်နှာပေါ်တွင်မူယောဂတည်ဆန်ပြီးစမ်းကြဲသောအပြုံးတစ်ခုထင်ဟပ်နေသည်ညချိန်သို့ရောက်သောအခါကျွန်ုပ်သည်ဝေးကွာသောနေရာမှလင်းထိန်နေသောမီးအောင်စုံများကိုတိတ်ဆိတ်စွာစိုက်ကြည့်နေခဲ့ပြီးမျက်နှာမှာပုံမတီကြီးလေးနက်လာခဲ့သည်ဒါဟာကဘာမပြတ်မီလေထဲတွင်ရိမ့်ထိုးနေတဲ့နောက်ဆုံးသောမီးလင်းနှန်းဖြစ်သည်တန်းခေါင်ရန်အချိန်ရောက်ရန်နောက်ဆုံး1မိနစ်တာလိုပါတော့သည်စီးမင်းများနှင့်စနစ်တကျရှိမှုများပြိုလဲမိခေတ်ကာလရောက်ရှိတော်မူဖြစ်သည်နံရံပေါ်တွင်ချိတ်ဆွဲထားသောနိုင်အိုကြီးမှလေးလံသောအတန်ထွက်ပေါ်လာသည်နှင့်တပြိုင်နက်ဖြဲမူလာကတိတ်ဆိတ်နေသောညကောင်းကင်ရန်သည်ရုတ်တရက်သွေးကဲ့သို့ရဲရဲနေသောအယောင်ဖြင့်လွှမ်းမိုးသွားခဲ့သည်လူတိုင်းသည်ဤရုတ်တရက်ဖြစ်ပေါ်လာသောမြင်ကွင်းကြောင့်ထိတ်လန့်ကုန်ကြသည်လမ်းမပေါ်တွင်တွာလာနေသောရင်များသည်အရေးပေါ်ဘရိတ်အုပ်ရက်တန့်ကတစီးနှင့်တစီးတိုက်မိကုန်ကြပြီးလူများပြားသည်ကားပေါ်မှဆင်းကာကောင်းကင်သို့မောကြည့်ကြသည်မိသူများမိမိတို့ကားပျက်စီးမှုကိုဂရုမစိုက်နိုင်ကြတော့ပေဘာဖြစ်တာလဲလက်မင်းကြီးကအနီရောင်ပြောင်းသွားပြီးဓာကြီးကစမ်းကြဲလုံးနဲ့ဘာတွေဖြစ်နေတာလဲငါခေါင်းတွေရုတ်တရက်အရန်ကိုကိုက်လာပြီးစမ်းကြဲသောသွေးရောင်လက်မင်းသည်ကဘာတဝမ်းလုံးကိုလွှမ်းမိုးသွားခဲ့ပြီးဤမြင်ကွင်းသည်ကဘာနေရာနှံ့ပြားတွင်တပြိုင်နက်တည်းဖြစ်ပွားခဲ့သည်ကျွန်ုပ်သည်ကျမ်းပြင်ပေါ်သို့တိုက်ရိုက်ဒူးထောက်လဲကျသွားခဲ့ပြီးခန္ဓာကိုယ်တွင်းမှဘဲလော်လော်တကဲ့သို့အတန်များထွက်ပေါ်လာခဲ့သည်ဆဲများအစမတန်ကွဲပွားများလာပြီးအလွန်မင်းယူသွကျန်းလာခဲ့သည်ပြင်းထန်လာသောနာကျင်မှုသည်ဝိညာဉ်ကိုတိုက်ရိုက်ရိုက်ခတ်ခဲ့သဖြင့်ကျွန်ုပ်၏ခန္ဓာကိုယ်မှာမတိစိတ်ကပင်ကုန်းကွက်သွားခဲ့သည်ယခုအချိန်တွင်မိမိကိုယ်ကိုပောက်ကွဲတော့မိအတိုင်းရှင်းလင်းစွာခံစားနေရသည်ကျွန်ုပ်သည်တီးလက်မသွားစေရန်မိမိစိတ်သက်ကြံ့ခိုင်မှုကိုအားတင်းထားခဲ့သည်အကယ်၍ bias အသွင်ပြောင်းလဲမှုကိုမခံနိုင်ပါကစောင့်ကြိုနေမိအရာသည်တည်ခြင်းတရားသာဖြစ်သည်လာဆန်းမှာကျွန်ုပ်အော်ဟစ်လိုက်သည်စိတ်ထဲတွင်နှစ်ပေါင်းများစွာမြုပ်နှံထားခဲ့သောအရှက်ရမှုများနှင့်နာကျင်မှုများကိုထုတ်လွှတ်လိုက်ပြီးပြင်းထန်သောစိတ်သက်ခွန်အားဖြင့်ပြောင်းလဲလိုက်သည်ကောင်းကင်ယံမှတချုံတန်နှင့်အတူဖျင်းသွေးရောင်လျက်စီးကြောင်းများသည်ကောင်းကင်နှင့်မြေကဘာကိုဆွဲဖြဲပစ်လိုက်ပြီးကဘာပြက်ကပ်မြင်ကွင်းသည်အတီးဖြစ်သွားခဲ့ပြီးနောက်ဆုံးတွင်ခန္ဓာကိုယ်တစ်ခုလုံး၏နာကျင်မှုဝေဒနာများသည်တဖြည်းဖြည်းလျော့နေသွားခဲ့သည်ပြင်ပကဘာတွင်စွမ်းအားနိုးထက်ခြင်းအောင်မြင်ခဲ့သူများသည်လည်းထိတ်လန့်တုန်လှုပ်စွာဖြင့်မတည့်ရက်ကာပတ်ဝန်းကျင်ကိုမိန်မောစွာစိုက်ကြည့်နေကြသည် bias များကျွန်ုပ်၏အတွေးများရှင်းလင်းလာပြီးမှန်တဲ့ကမိမိကိုယ်ကိုပြန်ကြည့်လိုက်သည်မူလကပိန်ချောင်ချောက်တွေ့နေသောကျွန်ုပ်သည်ယခုအခါအရင်ဖွယ်ကောင်းလောက်အောင်မူလရုပ်ရည်အတိုင်းပြန်လည်ကောင်းမွန်လာခဲ့သည်ကျွန်ုပ်သည်ကျမ်းပြင်မှမျက်နှာပြင်ပြတင်းပေါက်ရှိတွင်ရက်ကဖျင်းကျေရာယာခိသို့ဝင်ရောက်တော့မိကဘာကြီးကိုအပေါ်စီးမှငေးကြည့်နေခဲ့သည်ကျွန်ုပ်သည်မှန်ကိုရိုက်ခွဲကအထက်မြင့်အဆောက်အုံပေါ်မှအောက်သို့ခုန်ချလိုက်သည်ကြီးမားသောအတန်ကြီးနှင့်အတူဖျင်းကျွန်ုပ်၏ခန္ဓာကိုယ်သည်ကားတစ်စီးပေါ်သို့တည်ငြိမ်စွာဆင်းသက်မိခဲ့သည်ပြင်းထန်လာသောစွမ်းအားကြောင့်ထိုကားသည်တခါချင်းမှပင်တန်တိုတန်ဆပြားကြီးဘဝသို့နင်းချေခြင်းခံလိုက်ရသည့်ပတ်ဝန်းကျင်ရှိလူများသည်ထိတ်လန့်သွားကြပြီးမျက်လုံးများအားလုံးကျုပ်ထံသို့စုပြုံရောက်ရှိလာကြသည်ကျွန်ုပ်သည်လမ်းစုံလမ်းခွစီသို့မျက်တောင်မခတ်စိုက်ကြည့်ရင်းဖြင့်ခန္ဓာကိုယ်တွင်းမှလှုပ်ရှားယုံကြွနေသောအရှိန်အဝါတစ်ခုကိုခံစားနေရသည်နောက်တစ်ခါတွင်ဖြန်းပိတ်ဆို့နေသောဤလမ်းမပေါ်ရှိလူအိုကြီးကြားမှစူးစူးဝါးဝါအော်ဟစ်တံများထွက်ပေါ်လာခဲ့သည်ဝေးကွာသောနေရာမှသွေးများပန်းထွက်နေသည်ကိုမြင်တွေ့နိုင်သည်
ကျိုးဤအတိတ်ဘဝအမတ်တရားများဤဖန်တွေးအောင်လမ်းမင်းကြားရောက်ပြီးနောက်အနီးနားတွင်အသွင်ပြောင်းလဲသွားသောတတဝါဆိုးကြီးများသည်ဤနေရာနာစတင်တက်ဖြတ်ကြခြင်းဖြစ်သည်ထိုစဉ်ကဒိုတောင်းလာသော10မိနစ်ကျော်တွင်းမှာပင်လူပေါင်းရာချီအသက်ကိုတက်ဖြတ်ခဲ့ကြသည်သို့သောကျိုးရှိသို့ထွက်လာရခြင်းမှာသူတို့ကိုကာကွယ်ဆောင်ရှောက်ရန်မဟုတ်ဘဲဖန်ထိုအသွင်ပြောင်းလဲသွားသောတတဝါဆိုးကြီးများ၏ခန္ဓာကိုယ်ထဲတွင်ယောဂပိုးမူလလင်းလုံးရဲရဲဆဲဆဲကြဲဆဲထေးဆဲကန်ဟုခေါ်သောအရာတစ်ခုရှိနေသောကြောင့်ဖြစ်သည်အကယ်၍ပြည့်စုံသောတက်ရှိအတွင်ဇန်နိုဝဆာအပေါ်တင်တို့ပြောင်းလဲလိုပါကယောဂပိုးမူလလင်းလုံးအမြောက်များလိုအပ်သည်အသွင်ပြောင်းလဲသွားသောတက်တီခွေးသည်ခနာကိုယ်ရွယ်စားဆယ်စမကကြီးမားလာပြီးဖြန်းသွေးကဲ့သို့ညီသောမျက်လုံးများနှင့်ထက်မြက်သောအဆွဲများရှိနေကချင်းသေးတကောင်ထက်ပင်ပုံမတမာနေသည်တက်တီခွေး၏အမျိုးသမီးသခင်မသည်နောက်ွယ်မှနေ၍ငါသားလိမ္မာလေးဟူလန်းခေါ်နေခဲ့တော်လဲဖြန်းနောက်တစ်စက္ကန့်တွင်ထိုတက်တီခွေး၏လက်ဝါးဖြင့်ရိုက်ချခြင်းခံရကဦးကောင်းချိန်မှုသွားခဲ့ရသည်တွေးတန်ရဲရဲမြင်ကွင်းကြောင့်ထိုနေရာတွင်ရှိသောလူအလုံးထိတ်လန့်တုန်လှုပ်ကုန်ကြပြီးဖြန်းအခြေအနေတစ်ခုလုံးရုတ်တရက်ရုံးရင်ဆန်ခတ်ဖြစ်သို့အားခဲ့သည်ကျုံးသည်ခနာကိုယ်တွင်းမှမပြတ်ထွက်ပေါ်နေသောအပူရှိန်ကိုခန်းစားရင်းဖြန်းကားများပေါ်ကိုနင်းကရှေ့သို့ချီတက်ခဲ့သည်ထိုယူသွနေသောတက်တီခွေးတတဝါနှင့်2 မီတာခန့်သာကွာဝေးတော့သည့်အချိန်တွင်ဖြန်းကျုံး၏မျက်ဝန်းများသည်ရေခဲလောင်ကူကဲ့သို့အေးဆက်သွားခဲ့သည်ထိုယူသွနေသောတက်တီခွေးတတဝါသည်လည်းမျက်လုံးချင်းဆုံလာခဲ့ပြီးဖြန်းအင်း၏ခနာကိုယ်ကိုရှေ့သို့ကိုင်းညွတ်ကအချိန်မရွေးခုန်အုပ်တော့မိအနေထားပြုလုပ်လိုက်သည်နောက်တစ်စက္ကန့်တွင်မင်းသည်ရုတ်တရက်ခုန်ထွက်လာခဲ့သည်လူများပြားထွက်ပြေးလွတ်မြောက်နေကြစဉ်မတိစိတ်ကပင်နောက်သို့လှည့်ကြည့်ကြရာဖြန်းလူတိုင်းထိတ်လန့်တုန်လှုပ်သောမျက်နှာထားများဖြစ်ကုန်ကြသည်ကောင်းကင်ကဝန်ခံနဲ့ဆင်းသက်လာတဲ့ဒီလူငယ်ဟာအသက်ကိုပဓာနာမထားဘူးလို့သူတို့ထင်မြင်နေကြသည်သို့တော်လည်းနောက်ထပ်ဖြစ်ပျက်လာမိမြင်ကွင်းကြောင့်လူတိုင်းစုံမင်တက်သွားခဲ့ရသည်တက်တီခွေးတတဝါသည်အော်ဟစ်ကခုံအုပ်လာခဲ့သည်ကျုံး၏မျက်နှာတွင်မိသည့်တုံလုံးမှုများမရှိဘဲဖြန်းတစ်ဖက်လူ၏ရင်မြန်လာသောလှသုံးပြုမှုများသည်ယခုအခါကျုံး၏မျက်ဝန်းထဲတွင်နေကွေးလုံးသောလှုပ်ရှားမှုတစ်ခုကဲ့သို့သာမြင်တွေ့နေရသည်ကျုံး၏ညာဘက်လက်မောင်းတွင်အနက်ရောင်သွေးကြောများပြန့်နှံ့သွားပြီးလက်မောင်းတစ်ခုလုံးကိုအပြည့်အဝဖုံးလွှမ်းသွားခဲ့သည်ပခုံးနှင့်လက်ကောက်ဝတ်နေရာများတွင်ထက်မြက်သောဓားမြောင်ဆူများပေါ်လာပြီးဖြန်းလက်ချောင်းများသည်အေးဆက်သောအလင်းနှန်းများလဲလက်နေသည့်တမဏီဓားမြောင်များဖြင့်ဆန့်ထွက်သွားခဲ့သည်လူတိုင်းအဆက်ခွင့်မရမီမှာပင်ဖြန်းကျုံးသည်ရုတ်တရက်ထိုးနှက်ချက်တစ်ခုပြုလုပ်လိုက်ရာတမဏီဓားသည်ထိုတတဝါ၏နှလုံးသားစီသို့တိုက်ရိုက်ထိုးဆိုင်မိသွားခဲ့သည်တတဝါ၏ခနာကိုယ်သည်ဘေးတွင်ရပ်တန့်သွားခဲ့ပြီးဖြန်းပြလွင်သောစွမ်းအင်တစ်ခုသည်မင်း၏ခနာကိုယ်တွင်းရှိအလင်းလုံးမှပေါ်ထွက်လာခဲ့သည်ဒါဟာယောဂပိုးမူလအလင်းလုံးပဲကျုံးလက်ဖွားကိုတာတာယာယာဆုပ်ကိုင်လိုက်ရာဖြင့်အလင်းလုံးသည်အမုံမွားများအဖြစ်ခွဲခြေကခနာကိုယ်ထဲသို့စီးဝင်သွားပြီးအနှဲငယ်မြသောအပူရှိန်ကိုတည်ဆောင်လာခဲ့သည်ဒါဟာအတွေ့အကြုံရခါစေရဲဝမ်၏လို့ခေါ်တဲ့ရာပဲနေပါလာတော့လဲဘာမှမရှိတာထက်စရင်တော့ပါသေးသည်အမှန်တကယ်တက်ဖြတ်နိုင်မှုရှိလာပြီးနောက်ဖြန်းကျုံး၏သွေးများသည်လည်းစူပွက်လာခဲ့သည်တုံဆိုင်မနေတော့ဘဲဖြန်းကျုံးသည်ချက်ချင်းပင်အခြားသောတက်ဖြတ်မှုများပြုလုပ်နေသည့်တတဝါဆိုးကြီးများထံသို့မျက်လုံးကိုအကြည့်ရွှေ့လိုက်သည်ဒိုတောင်းလာသော10မိနစ်ကျော်တွင်မှပင်ကျုံးသည်လမ်းမတစ်ခုလုံးတွင်ရှိသောအသွင်ပြောင်းလဲသွားသည့်တတဝါဆိုးကြီးများနှင့်အရာဝတ္ထုများကိုရှင်းလင်းပြီးခဲ့သည့်တတဝါဆိုးကြီးများကိုရှင်းလင်းပြီးနောက်ဖြန်းကျုံးသည်မိမိအပြင်ဘက်အယိုးစုတန်ချက်ကရမွန်တွေးလာကဦးရိုင်ကိုတိုက်ရိုက်ပဲဖျက်လိုက်ပြီးဖြန်းထိုရုံးရင်ဆန်ခတ်ဖြစ်နေသောနေရာမှရင်းမြန်စွာထွက်ခွာခဲ့သည်အကြောင်းမှာလက်ရှိရှုပ်ထွေးမှုများထက်ကျုံးအတွက်ပုံမရေးကြီးသောကိစ္စတစ်ခုရှိနေသောကြောင့်ဖြစ်သည့်ဖြန်းရင်းမှာမြေအောက်ဇီဝဓာတ်ခွဲခန်းနာဆရန်လက်စ်တတ်ဟဲလက်ဖင်ခွင့်ငါကိုကျူးကျော်ဝင်ရောက်ပြီးထိန်းချုပ်ရန်ဖြစ်သည်ယခုအချိန်တွင်ဖြန်းအင်တာနက်ပေါ်ရှိအဓိကဖိုရမ်များနှင့်ဗီဒီယိုဝက်ဆိုက်များအားလုံးလုံးဝပောက်ကွဲပျက်စီးနေပြီဖြစ်သည်လူများပြားသည့်ထူးဆန်းသောမြင်ကွင်းဗီဒီယိုများကိုအလူအယက်တင်နေကြပြီးမှတ်ချက်ကဏ္ဍတွင်ပြင်းထန်စွာဆွေးနွေးနေကြသည်သွားပြီးကဘာပြက်ကက်ရောက်လာပြီးရဲဘော်တို့ရေ9မိနစ်ကမှမင်္ဂလာဆောင်ရသေးတယ်တကယ်ကိုနှမျောဖို့ကောင်းလိုက်တာဘာတွေဖြစ်ပျက်နေလဲဆိုတာငါ့ကိုတယောက်ယောက်ပြောပြနိုင်မလားအခုငါတေးမတက်ကြောက်နေပြီအထူးသဖြင့်ဆေးရုံတွေဘက်မှာလုံးဝရှုပ်ထွေးကုန်ပြီလို့ကြားတယ်အထူးကြမ်းမှတ်ကုသဆောင် ICU တွေဆိုရင်ပိုဆိုးတာပေါ့ငါခုနကတည်းဗီဒီယိုတစ်ခုမြင်လိုက်တဲ့အသက်80အရွယ်အဖွားအိုတယောက်ကအခန်းတကားကိုလက်တီးနဲ့တစ်ချက်တည်းထုခွဲပစ်လိုက်တာဘာဒဏ်ရာမှတောင်မရဘူးငါဘိုးလဲအတူတူပဲဖဲမူလာကကုတင်ပေါ်မှာလဲနေတာဆယ်စုနှစ်တစ်ခုကျော်ပြီးဖဲခုနကတည်းအနာစရာကောင်းလောက်အောင်ထည့်နိုင်သွားတယ်အစိုးရပိုင်းကခုထိဘာတရားဝင်သတင်းမှထုတ်မပြန်သေးဘူးဖဲခံမှန်းပေးနိုင်မဲ့သူရှိလားသို့တော်လည်းအချင်းကြာလာသည်နှင့်အမျှလူများပြားသည်မိမိတို့ခနာကိုယ်တွင်းမှဖြစ်ပေါ်လာသောပြောင်းလဲမှုများကိုစတင်သတိပြုမိလာကြသည်ထို့ကြောင့်အင်တာနက်တစ်ခုလုံးပုံမဆူပွက်လာခဲ့သည်ရဲဘော်တို့အရေးကြီးတဲ့ရှာဖွေတွေ့ရှိမှုရှိတယ်ငါဟာဒဏ္ဍာရီတဲကလူသားအာယခလက်ဆွမ်းမန်ဖြစ်သွားတယ်လို့ပဲဖျန်းခနာကိုယ်ထဲကနေကက်စင်းနေတဲ့အဖြူရောင်အရာဝတ္ထုတွေကိုအချိန်မရွေးထုတ်လွှတ်နိုင်နေပြီငါလည်းအဲ့လိုပဲဖျန်းဒါပေမဲ့ငါကပါးဆက်ကနေရေတွေမှုတ်ထုတ်နိုင်တာဒါဆိုငါတို့ရှေးဥစွာခံစားခဲ့ရတဲ့ပြင်းထန်တဲ့နာကျင်မှုတွေဟာစွမ်းအားတစ်မျိုးမျိုးနိုးထလာလို့ပေါ်ဖျန်းဒါကြီးကတကယ်ကိုလန်းလွန်းတယ်လန်းနေဆိုတာမင်းမေကိုပြောလိုက်ကဘာပြက်နေပြီအကိုကြီးကအချိန်မရွေးတည်နိုင်တယ်လေပုံမဆန်းကျဲသောအခြေအနေများစတင်ပေါ်ပေါက်လာခဲ့သည်အရေးမရှိသောဝိညာဉ်များဖျန်းလူမြင်ရင်ကိုက်မိဖုတ်ကောင်ခန်းခိုင်နဲ့များပေါ်လာခဲ့ပြီးဖျန်းလူများပြားသည်မျောလင်းချက်မဲ့သောအခြေအနေများကြားမှမိမိတို့နိုးထလာသောစွမ်းအားများကိုထုတ်ဖော်ခဲ့ကြသည်အခြေအနေကိုသတိပြုမိသောအစိုးရဖွဲ့စည်းများသည်အရေးပေါ်မရေမရာဖြစ်သောကာကွယ်ရေးကြေညာချက်ကိုထုတ်ပြန်ခဲ့သည်သို့တော်လည်းရှုပ်ထွေးမှုများမှာတားဆီးမရသောအရှိန်ဟုန်ဖြစ်နေပြီဖြစ်သည်ကျုံး၏အမတ်တရားများ၏ဖန်အစိုးရအနေဖြင့်အခြေအနေကိုအကြမ်းဖျင်းထိန်းချုပ်နိုင်ပြီးစွမ်းအားနိုးထပ်သူချို့ကိုစူးစီးကအထူးစွမ်းအားဌာနတည်ထောင်ရန်မှာအနည်းဆုံးနောက်ထပ်တစ်လသို့မဟုတ်2လခန့်ကြာလိမ့်မည်ယခုအချိန်တွင်ဖျက်မူလာကစီကားခဲ့သောလမ်းမများပေါ်တွင်မိတောင်များဖျက်သွေးများနှင့်ဖျက်ဆီးမှုအမတ်သားများဖြင့်ပြည့်နှက်နေသည့်စနစ်တကျရှိမှုပြိုလဲသွားချိန်တွင်ဖျက်လူသားတို့၏မွေးရပါမကောင်းဆိုးဝါးစိတ်ဓာတ်များသည်ပေါ်လွင်လာခဲ့သည်
သို့တော်ယခုအခါကျွန်၏ရင်ထဲတွင်ဒေါသတရားများတောက်လောင်နေသည်ကျွန်သည်အတိတ်ဘဝတုန်းကမိမိတွင်စွမ်းအားရှိသည်ဟုဆိုကာမိမိကိုတိရစ္ဆာန်ကဲ့သို့နှိမ့်ဆက်ညှဉ်းပန်းခဲ့ကြသောထိုလူများကိုတွားရောက်ရှာဖွေရမည်ဖြင့်ထိုခရီးကိုတွားရမည်ဖြစ်သည်ကျွန်သည်အထက်နှစ်ဆက်ရှိသောအဆောက်အုံပေါ်မှအောက်သို့ခုန်ချလိုက်ပြီးဖြင့်အမြန်ဆုံးအရှိန်နှုန်းဖြင့်မြေအောက်ဇီဝဓာတ်ခွဲခန်းစီသို့ဦးတည်ခဲ့သည်မင်းသည်ပြည်ပသိပ္ပံပညာရှင်တဦးကဤနေရာ၌တည်ထောင်ထားသောစနစ်တစ်ခုဖြစ်ပြီးဖြင့်လူမသိသူမသိအောက်လန်းထဲလမ်းများကိုသူတေသနပြုနေခြင်းဖြစ်သည်အချို့သူများကသူ့ကိုနောက်ွယ်မှကာကွယ်ပေးထားသဖြင့်မိသူများမသိရှိခဲ့ကြချေအကယ်၍အတိတ်ဘဝတုန်းကဤနေရာ၌ကြီးမားသောငလျင်တစ်ခုမဖြစ်ပွားခဲ့ပါဖြင့်ကျိုးသည်လည်းဤဇီဝဓာတ်ခွဲခန်းတည်ရှိမှုကိုသိရှိနိုင်မည်မဟုတ်ပေထို့နောက်သွေးရောင်လမင်း၏အလင်းအောက်တွင်ဖြင့်ကျိုးသည်ဟောင်းနှွမ်းနေသောဘာရော့၏တခုအတွင်းသို့ဝင်ရောက်ခဲ့သည်ကျိုးပွင့်ပွင့်လင်းလင်းပင်ပြောလိုက်သည်ဇီဝဓာတ်ခွဲခန်းကဒီအောက်မှာမလားဘားပိုင်ရှင်အဘိုးကြီးလက်ထဲကလှုပ်ရှားမှုများရပ်တန့်သွားခဲ့သည်ကျွန်ုပ်သည်တုံဆိုင်ခြင်းမရှိဘဲရုတ်တရက်ထခါတိုက်ခိုက်လိုက်ပြီးဖြင့်ရှေးဟောင်းသားကိုသူ၏ရင်ဘတ်ထဲသို့တိုက်ရိုက်ထိုးဆိုင်လိုက်သည်ဘားပိုင်ရှင်အဘိုးကြီးသည်ရင်ဘတ်ကိုဖိကာကျမ်းပြင်ပေါ်သို့လဲကျသွားခဲ့သည်အောက်မှာလူပဲနှစ်ယောက်ရှိလဲ19ယောက်ရှိပါတယ်ငါအကုန်ပြောပြီးဖြင့်ငါကိုလွတ်ပေးပါကျွန်ုပ်သည်မိသည့်တွေဝေမှုများမရှိဘဲဓာတ်တစ်ချက်တည်းဖြင့်သူ၏အသက်ကိုအဆုံးစီရင်လိုက်သည်ကျွန်ုပ်သည်ညာဘက်ခြေထောက်ကိုမြောက်ကဖြင့်ခနာကိုတွင်းမှညီရဲသောအရှိန်ဝါစွမ်းအားများကိုစူးစီးပြီးဖြင့်မြေအောက်တခွဲခန်း၏ကျမ်းပြင်ပေါ်သို့ပြင်းထန်စွာနင်းချလိုက်သည်မင်းတက်နေသောမျက်လုံးတစ်ဆက်စုံကျော်၏ရှေ့မောက်တွင်ဖြင့်ကျုံး၏နှုတ်ခမ်းထောင်တွင်လူမုံမရှိသောအပြုံးတစ်ခုပေါ်လာခဲ့သည်အားလုံးပဲမင်္ဂလာရကျမ်းပါဖြင့်တခွဲခန်းကကြွဖြူလေးတို့မင်းဘသူလဲအမျိုးသမီးတဦးကအော်ဟစ်ကာရှေ့သို့တက်လာခဲ့သည်ကျုံးသည်လူအုပ်ကိုစစ်ဆေးကြည့်လိုက်ရာဖြင့်ဤနေရာ၌သူတေသနပြုနေသောဝန်ထမ်းများသို့မဟုတ်စမ်းသက်ခံလူသားများ၏ခနာကိုတွင်း၌အနှဲနှင့်များဆိုသလိုအသွင်ပြောင်းလဲနေသောဘိုင်းယက်စ်များရှိနေရမည်ဖြစ်သည်သူတို့နှင့်စကားရှည်ကြီးမပြောချင်သဖြင့်တိုက်ရိုက်ပင်လက်ဦးမှုရယူခဲ့သည်ကျုံးသည်ထိုမျိုးသမီးကိုနယံစီသို့ခြေထောက်ဖြင့်ကန်ထုတ်လိုက်ရာဖြင့်သူပြန်မထနိုင်မီမှာပင်ရှေ့သို့ပြေးသွားကာသူ၏ကော်လာကိုဆွဲကန်၍မြောက်လိုက်ပြီးဖြင့်ပြင်းထန်စွာဖြင့်ပြန်လည်လွင့်ပစ်လိုက်သည်ကျုံးသည်ထိုမျိုးသမီးကိုအဆုံးစီရင်ရန်ရှောက်လန်းသွားစဉ်ဖြင့်ဦးကောင်းတွင်တက်တူးရန်ဆွေရှိသောကတုံးတဦး၏မျက်လုံးများနီရဲလာပြီးဖြင့်မကြာမီမှာပင်ကြီးမားလာသောဝမ်ပူလွေကြီးတစ်ကောင်ဖြင့်ပြောင်းလဲသွားခဲ့သည်မင်းကိုမြင်လိုက်ရသောအခါကျုံး၏ခနာကိုတွင်းရှိဆဲများချက်ချင်းနိုးကြလာပြီးဖြင့်သွေးကြောများပြန့်နှံ့ကာလက်မောင်းတစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့သည်သူတုံ့ပြန်ခွင့်မရမီမှာပင်ဖြင့်ကျုံးသည်ရှေ့သို့တိုက်ရိုက်ပြေးဝင်ကာဓာတ်တစ်ချက်တည်းဖြင့်သူ့ကိုနှစ်ပိုင်းဖြတ်တောက်လိုက်သည်ဘေးနားရှိအမျိုးသမီးတဦး၏မျက်ဝန်းထဲမှပြင်းထန်သောအတန်လိုင်းရောင်ကြီးတစ်ခုထွက်ပေါ်လာခဲ့ရာဖြင့်အင်း၏အရှိန်ဟုန်မှာမျက်စံလုံးတစ်ဖြင့်ကျုံးသည်ရှေးဟောင်းသားကိုမြောက်ကာကာကွယ်လိုက်ရသည်သို့တော်လည်းသူဝမ်းသာခွင့်မရမီမှာပင်ဖြင့်ကျုံးသည်သူ့နားသို့ရုတ်တရက်ရောက်ရှိသွားပြီးသူ၏အသက်ကိုနှုတ်ယူလိုက်သည်အခြားအမျိုးသားတဦးသည်မင်းကိုမြင်သောအခါဒေါသတကြီးအော်ဟစ်ကာဖြင့်ခြေထောက်ကိုအားပြုလျက်ဒုံးကျည်တစ်စင်းကဲ့သို့ကျုံးထံသို့ခုန်အုပ်လာခဲ့သည်သို့တော်လည်းကွက်ကွက်ကွင်းကွင်းလှုပ်ရှားမှုအနှဲငယ်ပြီးတွင်ဖြင့်ကျုံးသည်သူ့ကိုလေထဲ၌ဖမ်းဆီးကာဓာဖြင့်ခုတ်ပိုင်းလိုက်ရာဖြင့်သူသည်ဒူးထောက်လဲကျသွားပြီးအသက်ရှူရက်ကတေဆုံးသွားခဲ့သည်ကျုံး၏နေလမ်းများမှာအလွန်ထိတ်လန့်စရာကောင်းလုံးသဖြင့်ကျန်ရှိနေသောလူများသည်မိသည့်ခုခံနိုင်စွမ်းများမရှိတော့ခြေခါများအတွင်းမှပင်ဖြင့်မြေအောက်တခွဲခန်းရှိလူ19ယောက်လုံးကိုတုတ်တင်ရှင်းလင်းပစ်ခဲ့သည်သူတို့၏ယောဂပိုးမူလလင်းလုံးများကိုအားလုံးဆုပ်ယူပြီးနောက်ဖြင့်ကျုံး၏မျက်နှာတွင်ကျဉ်းသောအမူအရာပေါ်လာခဲ့သည်ကျုံးသည်တခွဲခန်းအတွင်းရှိရခင်ကပြုလုပ်ခဲ့သောစမ်းသပ်မှုမျိုးစုံကိုလိုက်လံစစ်ဆေးကြည့်ရှုခဲ့သည်ဤနေရာတွင်ကျန်ရှိနေသောအချက်လက်များ၏ဖန်ဤနေရာသည်လူသားများ၏ခနာကိုယ်ကိုအသုံးပြု၍ကန့်သက်ချက်များကိုစမ်းသပ်ကာစမ်းကြဲသောတဘာဝလုံးစွမ်းအားများကိုနှိုးဆွရန်ဖြစ်ပြီးဖြင့်လူသားများအတွက်ကင်ဆာရောဂါကြောင့်ဖြစ်ပေါ်လာသောဝေဒနာများကိုဖယ်ရှားပေးနိုင်မည်ရှုပ်ဝက်အချက်လက်စံမိရင်း子KRSA ဥကောရတဲ့များကိုထုတ်လုပ်ရန်ဖြစ်ကြောင်းသိရှိရသည့်မူလရည်ရွယ်ချက်မှာကောင်းမွန်တော်လည်းဖြင့်လုပ်ငန်းစဉ်မှာမူလူသားချင်းစာနာမှုလုံးဝမရှိသဖြင့်လက်ခံနိုင်စရာမရှိချေထို့နောက်ဖြင့်ကျုံးသည်အနီးနားတွင်အားနည်းသောအသက်ရှူတံတစ်ခုရှိနေသည်ကိုသတိပြုမိခဲ့သည်နောက်ဆုံးတွင်တခွဲခန်း၏ထောင်တနေရာရှိဇီဝကမအိုဗဒါရဲဂျက်တစ်ခုအတွင်းမှအသက်ရှင်ကျန်ရစ်နေသောတက်ရှိတစ်ခုကိုရှာတွေ့ခဲ့သည်ကျုံးခမ်းမြစဉ်းစားပြီးနောက်ဖြင့်လက်တီးဖြင့်ထိုဇီဝကမအိုးကိုရိုက်ခွဲပစ်လိုက်သည်နောက်တစ်စက္ကန့်တွင်ဖြင့်မိန်းကလေးငယ်၏မျက်လုံးများရုတ်တရက်ပွင့်လာခဲ့ပြီးမျက်ဝန်းထဲမှအလင်းနှံများပန်းထွက်လာခဲ့သည်ထို့နောက်မိန်းကလေးငယ်သည်သူ၏မျက်လုံးများကိုပုတ်တက်ကဖဲမပြစ်မှာသောမျက်နှာထားဖြင့်ထိုင်ခဲ့သည့်စင်ကဲပြောင်းလဲခြင်းအေဘေဒီအေကေထူးကဲရှေးရထုံးငယ်စုကလေးကြည်ကျန်းကျွကျန်းဇိုင်နိုဘောစေကရဲထဲထဲရင်ရဲ့ဖဲရှင်ထုံးအတကေဘောအထန်ကြီးဒန်နာရီလွယ်ဆုနဲ့ချန့်ချီအေဂျေအဒေကေစသည့်အစ်စ်များတွင်ဖြန်းကျုံဒီယခုအခါကြည်ကျန်းကျွကျန်းအဆင့်၏အထွတ်ထိပ်ကြားတွင်ရောက်ရှိနေပြီဖြစ်သည်သို့တော်လက်ရှိကမ္ဘာတစ်ဝန်းလုံးရှိစွမ်းအားနိုးထက်သူများသည်ထို့သို့မဟုတ်ကြချေသို့တော်ကျုံးသည်ရရာကြောင့်မာနထောင်လွှားသွားမည်မဟုတ်ပါဖဲအကြောင်းမှာဤကမ္ဘာပေါ်တွင်ပိုင်းမီရှင်အကျော်မော်များစွာရှိနေပြီးဖြန်းဂယုမဆိုင်ပါကအချိန်မရွေးကြီးမားသောချင်းချောက်မှုတစ်ခုဖြစ်လာနိုင်သောကြောင့်ဖြစ်သည်ထို့ကြောင့်ကျုံးသည်မိမိကိုယ်ကိုစင်ကဲပြောင်းလဲမှု၏ပြီးပြည့်စုံမှုကိုအတက်နိုင်ဆုံးအာမခံရမည်ဖြစ်ပြီးဖြန်းတနေ့သောအခါတွင်အစာကွင်းဆက်၏အမြင့်ဆုံးအထွတ်ထိပ်သို့ရောက်ရှိရန်ဖြန်းသို့မဟုတ်နတ်ဖျားတစ်ပါးဖြစ်လာရန်ဖြစ်သည်နောက်ဆုံးရရှိသောသတင်းများ၏ဖန်းအစိုးရပိုင်းသည်ယခုအခါအကြီးစားခုလုံရစခန်းတစိုးညက်များကိုစတင်တည်ထောင်နေပြီးဖြန်းစွမ်းအားနိုးထက်သူများကိုစူးစီးကာပထမဆုံးသောတရားမျှတမှုအုပ်စုလောင်ငယ်ဝန်ပြည့်ကိုဖန်တီးရန်တကဘာလုံးသို့ကြီးညာချက်ထုတ်ပြန်နေပြီဖြစ်သည်ကျုံးသည်ရဲ့အရာကိုစိတ်ဝင်စားမှုမရှိချေလူသားကလူသားကိုပြန်စားနေတဲ့ဒီလိုကဘာပြက်ကတ်ထဲမှာဖန်းအုပ်စုဖွဲ့ပြီးအပူရှာနေမဲ့အစားဖျန်းကျုပ်ကတော့6နှစ်ထဲမှာတကူတော်ရှောက်လန်းရတဲ့ခံစားချက်ကိုပို့ပြီးသဘောကျသည်အောက်စီဆိုင်တစ်ခုမှပူနွေးသောအငွေ့များထွက်ပေါ်နေသည်ကျုံး၏လက်ရှိခနာကိုသည်အစားအစာမစားဘဲလဲရှင်တန်နိုင်တော်လဲဖြန်းလူသားတို့၏အရသာကိုရန်ဖန်ရန်ကာမီးစမ်းကြည့်ခြင်းသေးသည်
ကျုပ်ပေါက်စီတစ်လုံးကိုညက်ကစားတော့မိအချိန်တွင်ဖြဲမျက်လုံးထောက်မှနေရင်းနှီးနေသောရုပ်ပုံတစ်ခုကိုလမ်းမြင်လိုက်ရသည်ကျုပ်အားတစုံတစ်ယောက်ကစိုက်ကြည့်နေတဲ့ကဲ့သို့ခံစားလိုက်ရသည်